ဝိပဿနာတရားအားထုတ်တာတော့နိဝရဏမပယ်တတ်ဖဲနဲ့တရားအားထုတ်လို့ရလားဒီလိုနိဝရဏမပယ်တတ်ဖဲနဲ့ဝိပဿနာတရားအားထုတ်လို့ရလားလို့မေးတာအမှန်ကဝိပဿနာတရားအားထုတ်တယ်ဆိုတာနိဝရဏတရားကိုပယ်တတ်ဖို့တရားအားထုတ်တာပဲနိဝရဏမပယ်တတ်ဖဲနဲ့အားထုတ်တာမဟုတ်ဘူးနိဝရဏတရားကိုပယ်တတ်ဖို့အတွက်ဝိပဿနာတရားအားထုတ်တာအဲ့တော့နိဝရဏဆိုတာဘာလဲလို့မေးရင်ဖုံးပိတ်ထားတယ်ကာယံထားတယ်လို့ဒီလိုပြောရအောင်ဖုံးပိတ်ထားတယ်ကာယံထားတယ်ဘာလို့ဖုံးပိတ်ထားလဲကာယံထားလဲလို့မေးတော့ကုသိုလ်တရားတွေမလုပ်ဖြစ်အောင်လို့ဖုံးပိတ်တဲ့ကာယံတယ်ကုသိုလ်တရားတွေမလုပ်အောင်တားထားတာကိုနိဝရဏလို့ပြောလိုက်တယ်ဒါတော့အများနားလည်အောင်လို့ဘောဝါဒထားနဲ့ပြောတာအဲ့တော့နိဝရဏတရားဘယ်နှပါးရှိလဲဆိုတော့နိဝရဏတရား၅ပါးရှိတယ်ကာမိစ္ဆာနာနိဝရဏလောဘကြည်တာတဏှေကောင်အလုံးနဲ့လက်နဲ့မပြအောင်တဏှေကောင်လောဘနဲ့ပဲအချိန်ကုန်နေတာကာမိစ္ဆာနာနိဝရဏလို့ပြောတယ်တဏှေကောင်ရဖို့တော့ပဲတွေးနေတာမလို့ကာမိစ္ဆာနာနိဝရဏအဲ့တော့အဲ့ဒီတွေးနေရတဲ့အချိန်လုံနေရတဲ့အချိန်နဲ့လောဘနဲ့ရှင်းနေတာဖြစ်တဲ့အတွက်ကြောင့်ကာမိစ္ဆာနာနိဝရဏဖြစ်တယ်ပြီးတော့မှဗျာပါဒနိဝရဏကျတော့ဒေါသဖြစ်တယ်အလုတ်ထဲမှာအစမပြေရင်ဒေါသအဲ့တော့အလုတ်လုံးရတာအစင်ပြေလို့ပျော်ရွှင်ရင်လောဘအလုတ်လုံးရတာတခါတလေအစင်မပြေတော့ဒေါသအဲ့တော့လောဘအဲ့ဒီဒေါသကြတော့သူကဗျာပါဒနိဝရဏဒေါသပြီးတော့ကာမိစ္ဆာနာနိဝရဏရဲ့ဗျာပါဒနိဝရဏပြီးတော့ထိနာမိတ်တာနိဝရဏထိနာမိတ်တာနိဝရဏတော့ပြင်းပြီးတော့ဘာမှမလုပ်ချင်ကုသိုလ်တရားလည်းမလုပ်ချင်တရားလည်းမနာချင်တရားလည်းမထိုင်ချင်ဘုရားပန်းလည်းမလဲချင်တောက်တော်ရည်ချမ်းလည်းမကတ်ဆိုကြပါစို့ကောင်းတဲ့အရာဝတ္ထုတွေဘာတစ်ခုမှမလုပ်ချင်အဲ့ဒါကိုပြင်းတွယ်လေးကန်ထိုင်းမှိုင်းနေတာကိုဒါထိနာမိတ်တာနိဝရဏလို့ပြောတယ်ပြီးတော့မှဩဒိစ္စကုက္ကုစနိဝရဏကြတော့ပြန့်လွင့်တယ်အမြဲတမ်းစိတ်ကပြန့်လွင့်တယ်မတည်ငြိမ်ဘူးနောက်ထားရတယ်ဟိုအကြောင်းတွေးလိုက်ဒီအကြောင်းတွေးလိုက်နဲ့စိတ်ရအမြဲတမ်းပြန့်လွင့်တယ်အဲ့ဒါကိုဩဒိစ္စနိဝရဏအဲ့လိုပြန့်လွင့်နေတဲ့ပုဂ္ဂိုလ်မှန်တယ်တရားအားထုတ်လို့လည်းမရသလိုကုသိုလ်ကောင်းမှုလည်းမလုပ်နိုင်ဘာလို့ဆိုတော့ तू ကအမြဲတမ်းတန်တရားဖြစ်တယ်ဟိုတွေးဒီတွေးနေရတယ်ဟိုတွေးလိုက်ဒီတွေးလိုက်နဲ့အရှိအကြောင်းတွေးလိုက်နောက်ကြောင်းတွေးလိုက်မလာသေးတာတွေးလိုက်လာပြီးတာတွေးလိုက်နော်ချက်ချင်းဖြစ်နေတဲ့အရာတွေတွေးလိုက်ပြောရတော့စိတ်ကူးရင်နေတယ်လို့ပြောဒါတွေကစိတ်ကူးရင်တယ်လို့ပြောဒါကမြန်မာစကားလုံးနဲ့ပြောတာစိတ်ကူးရင်တယ်မြင်အောင်တယ်ကြားအောင်တယ်လို့ပြောတာတကယ်တမ်းတော့ तू ကဩဒိစ္စကုက္ကုစနိဝရဏဖြစ်နေအဲ့ဒါတရားအားထုတ်လို့မရအဲ့ဒါတရားလုပ်လို့မရအဲ့ဒီချိန်ကုသိုလ်စိတ်မဖြစ်ဘူးအဲ့ဒါအကုသိုလ်တွေကြီးဖြစ်နေတယ်သို့တော့အဲ့ဒီအကုသိုလ်တွေဟာတိမ်တိမ်မုံဝင်နုနုညံ့ညံ့နဲ့ဖြစ်နေတော့အကုသိုလ်ပဲနောက်တစ်ချက်ကကုက္ကုစပြီးတော့နောက်တစ်ချက်ကဝိသိကိစ္စနိဝရဏဝိသိကိစ္စနိဝရဏကတော့ဝေခွဲမရတာဘာလို့ရမလဲလို့ဆုံးဖြတ်ချက်မချနိုင်ခုချိန်ဒီအသက်ကဘယ်တော့ပဲကြီးနေနေခုချိန်ဒီဘာလို့ရမလဲဆိုတာကိုဆုံးဖြတ်ချက်မချနိုင်တာကိုဝိသိကိစ္စနိဝရဏလို့ပြောတယ်ဘာလို့ဘာကံမှမသိဘူးဆုံးဖြတ်ချက်မချနိုင်ဆုံးဖြတ်ထားတဲ့နောက်လည်းမလိုက်နိုင်ကိုယ်တိုင်လည်းဆုံးဖြတ်ချက်မချနိုင်ဒီတိုင်းပဲဝေခွဲလို့မရဒီတိုင်းပဲတူဝေမိန်မောနေတဲ့သဘောတရားဒါနိဝရဏပဲအဲ့တော့ကုသိုလ်မလုပ်တဲ့အချိန်တိုင်းမှာအဲ့ဒီနိဝရဏတရား၅ပါးအမြဲတမ်းပုံဖိတ်ထားပိတ်ဖုံးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနိဝရဏကိုဖယ်ပြောင်းနိုင်ဖို့ဆိုရင်ဝိပဿနာတပါးအခြားမရှိဒါကဝိပဿနာကိုပြောတာနောက်သူတနေနာတစ်ဆင့်ရှိသေးတယ်နိဝရဏသမိတိတိတမထောတယ်နိဝရဏတရားတွေကိုခေါင်းကကုသိုလ်တရားတွေကိုကုသိုလ်လုံးမလုပ်ရှင်အောင်ပိတ်ဆို့ထားတဲ့တရားတွေကိုတားမြစ်တယ်ဘလို့တားတာလဲလို့မင်းတမထနဲ့တားလိုက်တယ်တချို့ကကားပေါ်သွားရင်လည်းပရိလေးတွေစိတ်နေတာမျိုးတို့ဂုံတော်လေးတွေပွားနေတာအဲ့ဒါကနိဝရဏကိုတားပလိုက်တယ်နိဝရဏဆိုတာခုနကားစင်းရင်နဲ့လိုချင်နေတယ်ကာမေဆန္ဒမျိုးကားစင်းရင်နဲ့အဆင်ပြေဘူးဗျာပါဒနိဝရဏကားစင်းရင်နဲ့စိတ်တွေကပြန်လွင်ကားစင်းရင်နဲ့အိတ်ချင်နေတဲ့မူးနေတဲ့ထိနာမိတ်တာနိဝရဏအာစင်းရင်နဲ့နောင်နာတွေရနေတယ်စိတ်တွေပြန်လွင်နေတယ်ဩဒိစ္စကုက္ကုစနိဩဒိစ္စနိဝရဏကုက္ကုစနိဝရဏကာစင်းနဲ့နောင်တတွေစိတ်တွေပြန်ပြီးဘာဆုံးပြတ်မှဘယ်ရောက်လဲမှမသိဘူးဆိုဝိသိကိစ္စနိဝရဏဒါအလုံးလုံးရင်းနဲ့ပြောတာကားဆိုတဲ့အပေါ်မှာမူတည်ပြောလိုက်တာတကယ်တော့အလုံးလုံးရင်းနဲ့ဘာလုပ်နေညာလုပ်နေတယ်အကုန်လုံးမခွဲခြားပဲနဲ့အဲ့ဒီထဲမှာအကုန်လုံးပြေးဝင်နေတာဖြစ်တဲ့အတွက်အဲ့ဒီချိန်ဒီနိဝရဏဝင်နေတယ်အဲ့တော့အဲ့ဒီနိဝရဏကိုအဝင်မခံနိုင်အောင်အဝင်မခံဘူးဝင်သွားလို့ရှိရင်အဲ့ဒီနိဝရဏမိမိစိတ်ထဲမှာဒီထရယဝတ္ထုမှာနိဝရဏကိန်းသွားလို့ရှိရင်ကုသိုလ်စိတ်ပါတစ်ခုမှမလာတော့ဘာမြင်ဘာကြကောင်းတဲ့အယုံတွေကောင်းတဲ့နမိတ်တွေဘလောက်ပဲမြင်နေနေနိဝရဏတရားခန်းနေတဲ့အတွက်ကုသိုလ်မရနိုင်တော့အဲ့ဒီအတွက်ကြောင့်ပရိစိတ်တယ်ကောင်းမှသွားရင်လာရင်လည်းပရိလေးတွေလက်နှိပ်ထားလေးတွေစိတ်ထန်တွေ့ရမြင်ရတယ်ဒါသိကောင်းတဲ့အလေးကျင့်ပါညာသိကောင်းတဲ့အလေးကျင့်တချို့ကြတော့အဲ့လိုမစိတ်ဖက်နဲ့ကိုယ့်အကူဂုံတော်ပွားနေတာရှိတယ်ဒါကဘာလို့နာလဲနိဝရဏကိုတားနေတယ်အဲ့ဒါဒီတမထကုသိုလ်ရပါတယ်ဒါတမထကံကုသိုလ်ရတယ်အမှန်တန်ကြီးမြတ်တဲ့ကုသိုလ်ပါဒါနိဝရဏကိုတားတာဒါကြောင့်ဝိပဿနာတရားအားထုတ်တာနိဝရဏမပယ်ဘဲနဲ့အားထုတ်လို့ရလားလို့မေးတဲ့ပုဂ္ဂိုလ်အတွက်နိဝရဏပယ်ဖို့အတွက်တရားအားထုတ်တာပါနိဝရဏရှိနေအပယ်ကြမှာမလို့နိဝရဏပယ်ဖို့တရားအားထုတ်တာ
ဒါကပရိစိတ်ပြီးတော့ဂုံတော်ပွားပြီးတော့ပိပဋ္ဌာန်းတွေရုပ်ပြီးတော့ဓမ္မစကြာတွေရုပ်ပြီးတော့နိဝရဏကိုတားလိုက်တာအပြီးတော့မသေးဘူးသူကတားတယ်နောက်တစ်ခါကိလေသာမာရင်တော့နိဗ္ဗာန်ကိစ္စတိမက်ကိုဝိပဿနာကြတော့ကိလေသာကိုလည်းတတ်တယ်နိဗ္ဗာန်ကိုလည်းပို့တယ်ဒါကြောင့်ဝိပဿနာသည်ကိလေသာလည်းတတ်တယ်နိဗ္ဗာန်လည်းပို့တယ်အဲ့ဒါကြတော့မက်ဖြစ်သွားတယ်အခုပေါ်လာတဲ့လိုချင်တဲ့စိတ်ဆိုကာမိသနာနိဝရဏမကျင်တဲ့စိတ်ဆိုဗျာပါဒနိဝရဏပြန်လွတ်တဲ့စိတ်ဆိုချင်းဩဒိစ္စနိဝရဏပြင်းနေတဲ့စိတ်ဆိုထိနာမိတ်တာနိဝရဏပြီးတော့နောင်နာရနေတဲ့စိတ်တွေပြန်လွတ်တဲ့စိတ်တွေဆိုရင်ဝစီကိစ္စနိဝရဏဒီနိဝရဏစိတ်တွေဟရိယဝတ္ထုမှာပေါ်တိုင်းဟာအဒုက္ခသစ္စာပဲလို့ရှုလိုက်တယ်။ဩနိဝရဏပေါ်လာတာဒုက္ခသစ္စာပဲ။ဒါသမုဒယသစ္စာနှိမ့်ဆက်ဖို့ပေါ်လာတာပဲလို့သိလိုက်ခြင်းအပြင်သိလိုက်တာနဲ့အာသရိတံဂူဟာတယံယံစိတ်တံတန်ညမိတ်တံတွေဟရိယဝတ္ထုမှာစိတ်ဟာနှစ်စိတ်ပြိုင်ပေါ်ရိုးထုံးတံမရှိတာဖြစ်တဲ့အတွက်ကြောင့်နိဝရဏစိတ်ပေါ်တဲ့အချိန်မှာဉာဏ်စိတ်မပေါ်ဉာဏ်စိတ်ပေါ်တဲ့အချိန်မှာနိဝရဏစိတ်မပေါ်နိဝရဏစိတ်ပေါ်တယ်ဩဒါနိဝရဏစိတ်ပဲနှိမ့်ဆက်ဖို့ပေါ်လာတာပဲအပယ်ချဖို့ပေါ်လာတာပဲဒီတိုင်းလေးသိတဲ့တန်တပြန်တယ်နိဝရဏစိတ်ဖြစ်မှန်းနဲ့သိတယ်နိဝရဏစိတ်ပြတ်မှန်းနဲ့သိတယ်ဘာလို့ဖြစ်မှန်းသိတာလဲသတိထားလို့ပြတ်မှန်းသိတာတမထဘာလို့ပြတ်မှန်းသိတာလဲပညာဥစ္စည်းလို့ပြတ်မှန်းသိတာဖြစ်တဲ့အတွက်တတိနဲ့ပညာနှစ်ခုပေါင်းပြီးတော့ရှုလိုက်တာဖြစ်တဲ့အတွက်ကြောင့်နိဝရဏဘယ်နိဝရဏလာဝိပဿနာနဲ့တတ်လိုက်တော့ကိလေသာတို့ကိုမာရင်တော့တတ်တယ်ကိလေသာကိုလည်းတတ်တယ်နိဗ္ဗာန်ကိုလည်းတစိတ်တတိတာမျက်မှောက်ပြုတယ်ပရိညာနဲ့သွားတော့တိရဏပရိညာအဲ့ဒီတိုင်သွားတဲ့အခါကျတော့နိဝရဏပေါ်တိုင်းရှုတာဝိပဿနာဖြစ်တယ်အဲ့ဒီလိုရှုရင်နဲ့ဝိပဿနာကနေပြီးတော့မဉ္ဇဉ်ရောက်သွားတဲ့အခါကျတော့နိဝရဏကိုမှီပြီးတော့ကုသိုလ်ရသွားတယ်နိဝရဏကိုမှီပြီးတော့နိဗ္ဗာန်ရောက်သွားတယ်နိဝရဏကိုမှီပြီးတော့အပယ်လေးပါပိတ်တယ်ဒီလိုပဲသွားမှာပါဒုက္ခကိုမှီပြီးတော့ဒုက္ခရအောင်လုပ်ရမှာကဉာဏ်သမားရဲ့တာဝန်ပဲသမုဒယသစ္စာနှိမ့်ဆက်မဲ့တရားကိုဒုက္ခသစ္စာလို့ရှုပြီးတော့ဒုက္ခလွတ်ရនិရောဓသစ္စာကိုမျက်မှောက်ပြုအောင်သွားပြုဖို့အတွက်ကဉာဏ်သမားရဲ့တာဝန်ကံသမားရဲ့အလုပ်မဟုတ်ဘူးဉာဏ်ရဲ့လို့ဒါဆိုရင်ဟုတ်ပြီនិဝရဏပေါ်တိုင်းရှုနေရင်ရှုပေးရင်ရှုတတ်ရင်និဝရဏဆိုတဲ့ကိလေသာ၅ချက်လဲငြိမ့်တယ်မဲခင်လဲမိတယ်និရောဓသစ္စာလဲစိုက်တယ်ပရိညာနဲ့ပြောရင်တိတနာပရိညာလဲမြောက်တယ်အနိစ္စလဲမြင်တယ်ဖြစ်တဲ့အတွက်တတ္တနာဝိတုဒ္ဓိယတောကပရိဒေဝနံនិဝရဏ၅ချက်ပေါ်တိုင်းမှာတောကပရိဒေဝနံဒုက္ခဒေါမနတအတ္တင်ကမာယဆိုတဲ့တရားတွေအကုန်ချုပ်တာသည်ဝင်းထဲမှာမဲ့ဉာဏ်ဝိပဿနာဉာဏ်ကိန်းလို့ဒါဆိုရင်និဝရဏပေါ်ရင်ဝိပဿနာနဲ့လိုက်ပါဝိပဿနာနဲ့ရှုပါ